တွေ့ကြရတဲ့ဒုက္ခဆင်းရဲတဲ့ခက်ခဲတွေဟာလူတွေမသိနိုင်ပါဘူးဒါပေမဲ့ခိုးလို့စရာတစ်ခုတော့ရှိပါတယ်ခိုးလို့စရာရင်ခွင်ရှိပါတယ်အဲ့ဒီနေရာဘဝရဲ့နေရာဆိုချင်တဲ့ဘုရားရှင်ကိုချီးမွမ်းကြပါတယ်she don't